Hello, I'm my Mingala Jason, yes, Sunny Jason Beach can eat and let you so like that. Jenny Jason Miss a Beach and I got olive oil lotion by Shing. Jason only the olive oil lotion, guys, don't think that boy lotion about by Jason Gura and Zay. Romaniaca and then the net being so you are Majai will let your dad, I'm a Jason Gado, and then being out of Majai, Jason Pioneer, 10 things Zay to you pit there. 即係整嗰度 olive oil 度算我人仔嘅選，所以度家度就米，我講到300米布子喎，နော်度家24年嘛炒 rice ဖြစ်တဲ့အပြင် perfume boy လို့ရှင်ဖြစ်တဲ့အတွက်ရှမ်းသုံးလို့ကောင်းတယ်။ကျက်အနေနဲ့ဆိုလို့ရှင်တော့ဟိုတနေ့ကုန်ခံတဲ့ဆောက်ကဟိုကျက်ရေမချိုးမရှင်းရေချိုးလိုက်ရင်တော့အနံ့ပြောက်သွားတာပေါ့နော်ဆိုတော့ရေမချိုးမရှင်းတော့ဒီ body lotion ရဲ့အနံ့လေးကကျက်ခန္ဓာကိုယ်မှာဆွဲနေတယ်ဆိုတော့ကျက်ပြမယ်အော် sorry ကျက်ဒါဖွင့်ပြီးတာပေါ့နော်ဆိုတော့ तू ကပိတ်တာဆိုတော့ပိတ်သွားတာ तू ကပိတ်တော့အဖွင့်အပိတ်လောက်ရတာလွယ်တယ်ဒါကျက်ကတော့တုံးနေတဲ့ဘူးဖြစ်တဲ့အတွက် parking မဖွင့်တော့ဘူးပဲ ဆိုတော့ဒါကတော့ပိတ်ချတာဆောင်းတာတော့ကျန်ဖွင့်တာပေါ့နော်ပိတ်ချတာ तू ကဖွင့်လာရင်လွယ်လေးဒီမှာသူ့ရဲ့အဖုံးမှာ open ဆိုပြီးတော့ပါပြီးသားအဲ့ဒါလေးကိုဒီလိုလေးလှည့်လိုက်ရင်ဒါဖွင့်သွားတာဒါကျန်စင်တို့အတွက်ထုတ်တာဘာလို့လဲသိလားကျန်စင်တို့က body lotion တွေတော်တော်များခရီးသွားလို့ရှိရင်ကိုအိတ်ထည့်သွားတယ်မလားဟိုရောက်လို့ရှိရင်ဖွင့်ကြည့်လိုက်အကုန်လုံးပေးကြံတခြား skin care တွေကပေးအဲ့တော့ဒါဘာလို့လဲထုတ်ထားတာလဲကျန်စင်တို့အတွက်ဟဲ့ဘလို့ကျန်စင်တို့လိုလူတွေအတွက်ဆိုတော့စားနော်စားအဲ့လိုမျိုးလေးလွယ်လေးပဲကွယ်အဲ့လိုလေးလွယ်လေးဖွင့်ပြီးတော့သုံးလိုက်ရုံပဲသူကလေပေါ့နော်အမလေးလောက်ကြပါအောင်ဖွင့်ပြီးသားပါဆိုမှနော်ဒီလိုလေးဆိုတော့ကျတဲ့လိမ့်ပြမယ်ရှင်သူကကွယ်ဟိုအနံ့ကကျတော့ပြင်းသိရေမွေးအနံ့ကိုယူထားတာဖြစ်တဲ့အတွက်လုံးဝ luxury vibe လဲ luxury အနံ့ကွာတဲ့ luxury အနံ့ဖြစ်တဲ့အတွက်အရန်ကြိုက်တယ်ကျင်းစင်ကတော့လို့မွေးလေးအန်သူနဲ့ရလာပါပြီအဲ့ဘလို့အဲ့လိမ့်ထားတာဒီမှာလေးကိုဒီနားလေးကလိမ့်ထားဒီမှာလူလည်းလိမ့်ထားအောင်ကိုကဒီနားကိုကြိုက်တယ်ဘာလို့လဲဆိုတော့ तू ကကျင်းစင်အရှိမဆိုလို့ရှိရင်ကျင်းစင်ကအရင်တော့ဆိုလို့ရှိရင် body spray သုံးတယ်ရေမွေးသုံးတာရှိရယ် body spray သုံးတာရှိတယ် lotion နဲ့လိမ့်တယ်ဒါပေမဲ့ lotion ကိုတော့ကျင်းစင်အဲ့လိုလိမ့်ချင်လိမ့်တယ်မလိမ့်ချင်မလိမ့်ဘူးကွယ်အဲ့တော့ तू ကအဲ့လိုအနံ့ကိုတရားဆွဲနေရဲ့အနံ့မျိုးမဟုတ်ဘူးရေမွေးရဆိုလို့ရှိရင်ခဏလေးနဲ့ကျင်းစင်ပြေသွား lotion ကကျင်းစင်ရေမချိုးမရှင်းမွေးနေအဲ့တော့ तू ကကြိုက်တယ်လေ तू ကဒီ body lotion ကခဏကိုမှကြံနေတော့ तू ကအရန်နေကြိုက်တယ်အဲ့တော့ကျင်းစင်နှစ်ခုရှင်ပြဒီမှာကျင်းစင်ဒီမှာလိမ့်ထားတာနဲ့မလိမ့်ထားတာနဲ့ကျင်းစင်ရှင်ပြမယ်ဒါကလိမ့်ထားတာဒါကမလိမ့်ထားတဲ့ဘက်เนาะအဲ့လိုမျိုးလေး तू ကလေလုံးဝအသားလေးကိုအိဆိုပြီးတော့ကွာလုံးဝ moisturize ဖြစ်တယ်ရေတက်လဲတနေကုန်လေးအဲ့လိုအနံ့လေးရောဒီသူ့ရဲ့ပြောချင်တာကွာသူ့ရဲ့ဟိုပေါ့အာနိသင်ပေါ့နော်သူ့ရဲ့အာနိသင်ကအရန်ကောင်းတယ်ကွယ်သိလားအဲ့တော့ကျင်းစင်ကတော့ကြိုက်တယ်ဆိုတော့တော်တော်များများလဲသုံးနေရသူတွေရှိမှာပါဒါလေးလိမ့်လာမှာနော်မွေးပြန်မွေးကြိုင်လန်းဆန် Paris ဆန် Paris ဆွမ်းအရန်ကြိုက်ဆိုတော့ဒီ olive oil lotion ကလေကျင်းသုံးတာအရင်မကြလေဒါမှကျင်းအရန်ကြိုက်လို့ကျင်းဒါreview ပေါ့ review video လေးကျင်းဒီနေ့လုပ်လိုက်တာပါရှင်ဆိုတော့ तू ကကျင်းတို့လိုမျိုးကျင်းခဏပြောသလိုခရီးသွားလို့ရှင်လေတရားပြူရတာလွယ်တယ်ဘာတွေသွားလို့ရှင်ကွာရေမွေးဆွတ်စရာမလိုတော့ဘူးအရင်တော့ဆိုလို့ရှင်ကျင်းကbody lotion လိမ့်နေပြီးရေမွေးလေးဆွတ်သွားတယ်အဲ့ဆိုအခုကျတော့ကျင်းဒီolive oil lotion လေးကိုကျန်လိမ့်လိုက်လို့ရှိရင်ရေမွေးဆွတ်စရာမလိုတော့ဘူးတနေ့ကုန်အဲ့အနံ့လေးကတင်းပြီးတော့သိလားအဲ့လိုကျန်အင်းချီလေးတွေဆိုလို့ရှိရင်လေကွာဒါတော့ကျန်ကြိုက်တာကိုပြောပြရအောင်အင်းချီလေးမှာဆိုရှင်လေဒီအနံ့လေးကဆွဲပြီးတော့အဲ့အင်းကြီးလေးကပါလေတင်းပြီးပန်းညံ့လေးရအဲ့ feeling ကိုကျန်အရန်ကြိုက်တာအဲ့ feeling ကိုကြိုက်လို့ကျန်ဒီ olive ကို review လာပေးတာရှင်နားလေလားဟဲ့ဘလို့ရန်နေတွေ့နေရနော်ဆိုတော့ကောင်းတယ်သိလား तू ကအရန်ကောင်းတယ်တချို့ကတော့ကျင်းစင်ဆန်းလာပြောသလိုမျိုးနည်းနည်းအနံ့ပြင်းလို့ကြောင့်မကြိုက်ကြဘူးလို့ပြောတယ်ကျင်းစင်ကတော့ကြိုက်တယ်ရှင်ပေးတဲ့ဈေးနှုန်းလေးလည်းတန်တယ်ရှင်ဈေးကြီးရဲ့ဟာမျိုးမဟုတ်ပေမဲ့ brand နေလိုမျိုး luxury ကိုပေးစေတယ်ဒီ olive oil လို့ရှင်ရလေဆိုတော့ဟိုဈေးနှုန်းလေးကလည်း3000ကျော်ဝန်းကျင်လေးပဲရှိရတာပြီးတော့ तू ကနေရာလိုက်တော့ဈေးနှုန်းกว่าမယ်ထင်းနေပ
သူကလေမြို့နယ်လိုက်ပေါ့နော်မှားတဲ့ပုံစံမှာမူတည်ပြီးတော့ဈေးနှုန်းလေးတွေကထောင်ကနန်းလေးတော့ကွာသွားမယ်လို့ကျဲစင်ထင်တယ်ပါဆိုတော့တချို့ review တွေမှာလည်းကျဲစင်ကြည့်ရသလောက်တော့ကွာနေတာတွေ့ရဆိုတော့အဲ့လိုကွာမယ်ထင်တယ်ဒါပေမဲ့ဈေးနှုန်းကတော့3000ကျော်4000ရဲ့အောက်ပတ်ချလဲအဲ့ဝင်းကျင်လေးမှာပဲရှိပါတယ်ဆိုတော့အရန်ကြိုက်တယ်ရှင်အရန်ကြိုက်လို့ကျဲစင် review လာပေးရပါဒီနေ့ကျဲစင်မိတ်ဆက်ပေးသွားတာကတော့ olive oil lotion လေးဖြစ်ပါတယ်ရှင်ဆိုတော့သုံးနေတဲ့သူတွေလည်းကျဲစင်ကိုဒီဗီဒီယိုရဲ့အောက်မှာ comment လေးပေးသွားပါအောင်ရှင်ဘယ်လိုလဲစင်ပြေကြလားကျဲစင်လိုပဲအရန်ကြိုက်နေကြအရန်ကြွေနေကြလားပေါ့နော်ပြီးတော့ခုရှိသေးတယ်ဟိုချာလဲကြိုက်တယ်အဲ့ဟာကအသက်ဘယ်လိုဆိုတော့ကျစင်တို့ရဲ့ဘလော့လေးကတော့ဒီနေ့တော့ဒီလောက်ပါတယ်ရှင်နောက်ထပ်ဘလော့လေးမှာကျစင်ဘာဘယ်လိုမျိုး project လေးတွေဘယ်လိုဘလော့လေးလာအောင်လဲဆိုတာတော့စောင့်ကြည့်ပေးကြပါဦးတော့ရှင်ဆိုတော့နောက်ထပ်ဘလော့လေးမှာတွေ့ပါမယ်အားလုံးတက်တာပါရှင်